တော့ငါပေါ့နော်လေစိတ်မှာဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံလေးတွေကိုဒီနေ့ဒီဗီဒီယိုဖိုင်လေးကနေတစ်ဆင့် sharing လုပ်ပေးတော့မှာဖြစ်ပါတယ်။နိုင်ငံခြားသွားတော့မယ်ဆိုလို့ရှိရင်ကျမတို့ပထမဦးဆုံးလိုအပ်တာကတော့ passport ဖြစ်ပါတယ်။ဒါဆိုရင်ကိုယ့်ရဲ့ passport က PV အမျိုးအစားဆိုလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ်။ကျမကအလဲပတ်သွားတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ PV passport အမျိုးအစားကိုကျမကကင်ထားတာဖြစ်ပါတယ်။အဲ့တော့ PV passport ရှိတယ် visa လျှောက်တယ်ပေါ့နော် visa မှာကျွန်မက tour visa ယူလိုက်တယ်ရှင် tour visa ဆိုတော့ကျွန်မ2လပေါ့နော်2လ visa လျှောက်လိုက်တာဖြစ်ပါတယ်2လ visa ကိုလည်းကျွန်မကိုယ့်အကိုပဲလျှောက်ထားတာဖြစ်ပါတယ်အဲ့တော့ visa လျှောက်တဲ့အခါမှာလည်း visa လျှောက်ပုံလျှောက်နည်းလေးတွေကိုကျွန်မ video file မှာဘေး video file လေးတွေကိုတွားပြီးကြည့်လို့ရပါတယ်ဆိုတဲ့ဟာလေးတွေကျွန်မ review ပြောထားတာလေးတွေရှိပါတယ်အဲ့ဒီ video file လေးတွေကိုပဲကြည့်ပြီးတော့ကျွန်မတစ်ဆင့်ချင်းစီပဲဒီရှောက်ထားတာဖြစ်ပါတယ်ပေါ့နော်တို့လေရင်လက်မှတ်လိုပါတယ်ပေါ့နော်လေရင်လက်မှတ်ကဗီဇာမလျှောက်ခင်မှာလေရင်လက်မှတ်အရင်ဝယ်ရပါမယ်လေရင်လက်မှတ်ဝယ်ပြီးတော့မှဗီဇာလျှောက်ရမှာဖြစ်ပါတယ်အဲ့တော့လေရင်လက်မှတ်လည်းဝယ်ပြီးသွားပြီဗီဇာလည်းရပြီနောက်ပြီးတော့ passport တွေလည်းရှိပြီပေါ့နော်ကို့မှာအားလုံး ready ဖြစ်ပြီဆိုလို့ရှိရင်ကိုကဒါနိုင်ငံခြားသွားရတော့မယ်ပေါ့နော်နိုင်ငံခြားသွားရတော့မယ်ဒါကို့အတွက်နိုင်ငံခြားသွားရတော့မယ်အဲ့ခါမှာကျွန်တော်တို့လေစိတ်ကိုလာပြီပေါ့လေစိတ်ကိုလာတဲ့ခါတော့မှကျမတို့ကဆိုလို့ရှိရင်ပထမဦးဆုံးထိုင်းနိုင်ငံမှာဘယ်သူရှိလဲဆိုတော့မေကွန်းကိုမေးတတ်ပါတယ်ထိုင်းနိုင်ငံမှာဘယ်သူရှိလဲဆိုတော့ကျမတို့ကတော့ထိုင်းနိုင်ငံမှာဘယ်သူရှိလဲဆိုတော့ကျမကတငယ်ချင်းပဲရှိရတဲ့အတွက်တငယ်ချင်းရှိတယ်လို့ပြောတယ်ပေါ့နော်အခုထပ်မေးတယ်ပေါ့နော်အရင်တုန်းကနိုင်ငံခြားသွားဘူးလားလို့မေးတယ်မေးတော့ကျမကသွားထားဘူးတယ်ပေါ့နော်သွားဘူးပါတယ်လို့ဖြေတယ်ပေါ့အဲ့တော့သွားဘူးထားတယ်ဆိုလို့ရှိရင်အဲ့ဒီသွားဘူးထားတဲ့အဲ့ဒီတုန်းကရှိထားတဲ့စာအုပ်မှာကျွန်တော်တို့ဒီ visa တုံးထူထားတာရှိတယ်ပေါ့အဲ့ဒီ visa တုံးပါထားတဲ့စာအုပ်ကိုပြပါဆိုပြီးတော့ပြောပါတယ်အဲ့တော့အဲ့ဒီ visa တုံးပါတဲ့စာအုပ်ကကြတော့ကျွန်မကအိမ်မှာကြံနေခဲ့တယ်အိမ်မှာကြံနေခဲ့တော့အဲ့ဒီဟာကိုဓာတ်ပုံရိုက်ပြီးတော့ပို့ခိုင်းတယ်ပေါ့နော်ဓာတ်ပုံရိုက်ပြီးတော့ပို့ခိုင်းတယ်အဲ့တော့ဓာတ်ပုံရိုက်ပြီးပို့ခိုင်းတော့ကျွန်တော်ကတော့အိမ်ကဓာတ်ပုံရိုက်ပြီးပို့ပေးလိုက်တယ်ပေါ့ Viber နဲ့ပို့ပေးပြီးတော့အဲ့ဒါလေးတစ်ချက်ပြပေးရပါတယ်ပြီးတော့ကျွန်မက YouTuber ဖြစ်တဲ့ content creator ဖြစ်တဲ့အတွက်ကြောင့်မလို့YouTuber ဖြစ်ပါတယ် content creator ဖြစ်ပါတယ်ဆိုတဲ့ဟာကိုလည်းကျွန်မရဲ့ channel လေးဘာတွေပြလိုက်တဲ့အတွက်လေးစိတ်ကနေလွယ်လွယ်ကူကူနဲ့ဖြတ်တန်းလာနိုင်ခဲ့တယ်ပေါ့နော်ဆိုတော့ကျွန်မဒီဘက်ထိုင်းနိုင်ငံကိုရောက်လာခဲ့တယ်ထိုင်းနိုင်ငံကိုရောက်တဲ့အခါမှာ immigration မှာဘာတွေဆက်လဲဆိုလို့ရှိရင်ကျွန်မကကြတော့ visa က2လ visa ဖြစ်နေတယ်ပြောမယ်ဆို visa အကြီးဖြစ်နေတယ်ပေါ့နော်အချင်းချင်းပေါ့နော်နည်းနည်းပြောတယ်ပထမဦးဆုံးကျွန်မကိုသူကမေးတာကဘာမေးလဲဆိုတော့ဘာလာလောက်တာလဲပေါ့နော်အဓိက purpose ကိုမေးတယ်ပေါ့နော်ရည်ရွယ်ချက်ပေါ့ဘာလာလောက်တာလဲဆိုတော့ကျွန်မ vacation အတွက်လာတယ်ပေါ့နော်ဆိုတော့တစ်ချက်တတိထားမှာကအဲ့လိုမျိုးသူတို့မေးပြီးအင်္ဂလိပ်လိုမေးပြီးဆိုလို့ရှိရင်ကိုကလိုအပ်တဲ့ဟာကိုပဲပြောပါရှင်မလိုအပ်တဲ့ဟာတွေအများကြီးရှောက်မပြောပါနဲ့ပြီးတော့လိုအပ်တဲ့ဟာကိုပဲကိုကတိတိကျကျလေးပြောပေးပါနော်ဥပမာ तू ကမင်းပေါ့နော်သူတို့နိုင်ငံကိုဘာရည်ရွယ်ချက်နဲ့လာတာလဲလို့သူတို့မေးပါတယ်ဒါဆိုလို့ရှိရင်ကိုကဒီနိုင်ငံကိုလာတာပေါ့နော် vacation အတွက်လာတယ်ကျွန်မဆိုတကယ် vacation အတွက်လာတာဖြစ်ကြောင့်မလို့ vacation အတွက်လာပါတယ်လို့ဒါတိတိကျကျလေးပြောလိုက်ရင်ရပြီပေါ့နော်ပြီးတော့ तू ကပြန်ထပ်မေးတယ်ဘယ်နှစ်ယောက်လာတာလဲပေါ့နော်ဒီဘယ်နှစ်ယောက်လာတာလဲလို့မေးပါတယ်ဘယ်နှစ်ယောက်လာတာလဲလို့မေးတော့ကျမကတော့တယောက်တည်းလာတာဖြစ်ကြောင့်မလို့တယောက်တည်းပဲလာတယ်ပေါ့ဆိုပြီးတော့ပြောတယ်ပေါ့နော်တယောက်တည်းပဲလာတယ်ငါတယောက်တည်းလာခဲ့တာပါလို့ဖြေတယ်ပေါ့နော်ပြီးတော့နောက်ထပ်မေးတာကမင်းဗမာတဲမှာလဲမင်းထိုင်းနိုင်ငံရဲ့ဗမာနေမှာလဲလို့မေးတယ်ဒါဆိုကိုကကိုရဲ့ဒီ hotel reservation ပေါ့နော်စာရေးစာတမ်းတွေပြလိုက်ရပါမယ်အဲ့တော့စာရွက်စာတမ်းတွေကိုပြတဲ့အခါမှာသူတို့ကအဲ့ဒီ hotel ရဲ့လိပ်စာမေးပါတယ် hotel လိပ်စာကိုကတည်တည်ချာချာလေးပြောပြနေရမှာမယ်ရှင်အဲ့တော့ hotel လိပ်စာကိုဖြစ်နိုင်တယ်ဆိုလို့ရှိရင် Google တို့ဘာတို့ကနေကြည့်သွားတာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကိုကဒီ hotel booking တင်တဲ့အခါမှာအဲ့ဒီဟိုဘက်က hotel booking မှာကိုကတင်ပြီပေါ့နော်တင်ပြီဆိုလို့ရှိရင်အဲ့ဒီ hotel ရဲ့လိပ်စာကိုတည်တည်ချာချာလေးကိုဖုန်းထဲမှာတည်ချာလေး save သွားပါအဲ့ဒါလေးကိုပြနိုင်ရမှာဖြစ်ပါတယ်ဟိုမှာပေါ့သူဆက်သွယ်ရမယ်လိပ်စာပေါ့နော်ဖုန်းနံပါတ်တို့ဘာလို့မေးတတ်တယ်ဖုန်းနံပါတ်မေးလို့ရှိရင်ကိုကဒီ hotel ရဲ့ဖုန်းနံပါတ်ရှိရင် hotel ရဲ့ဖုန်းနံပါတ်ကိုပေးလိုက်ပါတကယ်လို့ hotel ရဲ့ဖုန်းနံပါတ်မဟုတ်ဘူးကိုအတိမိတ်ဆွေတယောက်ရဲ့ဖုန်းနံပါတ်ရှိတယ်ဆိုလဲအဲ့ဒီမိတ်ဆွေရဲ့ဖုန်းနံပါတ်ကိုပေးလိုက်ပါပေးပြီးရင်သူတို့မေးတဲ့မေးခွန်းအထူးသဖြင့်ကတော့သူတို့မေးတဲ့မေးခွန်းတွေကိုတီတီငိမ့်ငိမ့်နဲ့အေးအေးဆေးဆေးတခွန်းချင်းရှင်းရှင်းလင်းလင်းလေးတည်တည်ချာချာပြန်ဖြေနိုင်ရမှာဖြစ်ပါတယ်အဲ့တော့အကြံပေးချင်တာကတော့ကိုနိုင်ငံခြားသွားရမယ်ဆိုလို့ရှိရင်လေစိတ်ဖြတ်မဲ့စကလုံးတွေကျမတို့
ဒီအခုဆိုလို့ရှိရင်အင်္ဂလိပ်စာသင်တဲ့ဆရာမတွေကကျမတို့ဒီလေစိတ်ဖြတ်တဲ့စကားလုံးတွေနဲ့ပတ်သက်ပြီးတော့ Facebook တို့ TikTok တို့เนาะ YouTube တို့မှာအများကြီးသင်ပေးထားတာရှိပါတယ်ကျမလည်းတကယ်ပဲအဲ့ဒီဆရာမတွေတင်ထားတဲ့ဟာတွေကိုနေ့တိုင်းpractice လုပ်ပြီးတော့မှကျွန်တော်လာခဲ့တာဖြစ်ပါတယ်မေးတာလည်းတကယ်ပဲအဲ့ဒါတွေပဲမေးတာပါတခြားအပို့ဆလာတွေဘာမှမမေးပါဘူးဘာရည်ချက်နဲ့လာတာလဲဘယ်မှာတဲမှာလဲနောက်ပြီးဘယ်လောက်ကြာမှာလဲပေါ့နော်မင်းဘယ်လောက်ကြာမှာလဲဆိုတာမေးပါတယ်အဲ့တော့ဘယ်လောက်ကြာမှာလဲလို့မေးတဲ့အခါမှာကိုကဒီမှာငါရဲ့အပြန် return ticket ပေါ့နော်ငါဘယ်နေ့ပြန်မှာပါဆိုပြီးတော့အတိအကျလေးပြန်ပြီးပြောပေးနိုင်တယ်ဆိုလို့ရှိရင်သူတို့ဘာမှမပြောတော့ပါဘူးပေါ့နော်ပြီးရင်ကိုတဲမဲ့နေရပြီးသူတို့တောင်းတဲ့လိပ်စာပေါ့အဲ့ဒါလေးကိုကတိငိမ့်တိတိချာချာလေးပြန်ပြီးကြောက်တလို့ယွန့်တလို့ဆိုလို့ရှိရင်သူတို့ကဒါသူတို့ဆွဲခေါ်သွားတတ်ပါတယ်เนาะသူတို့အခန်းထဲကိုခေါ်သွားတတ်တယ်အဲ့တော့ဆိုတော့အဲ့လိုမျိုးလေးတွေရှိတတ်တဲ့အတွက်အဲ့ဒါလေးတွေကိုတစ်ချက်တတိထားပြီးတော့တည်တည်ချာချာလေးပြင်ဆင်လာဖို့အကြံပေးပါရစေရှင်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုအသစ်ကလေးမှာပြန်ဆောင်ပါမယ်ရှင်